ဦးဇင်းတို့မော်လမြိုင်ကျက်တန်လန်ဖះမှာတရားကျင့်တော့ည12 နာရီကျော်လောက်မှာဦးဇင်းတို့တရားကျင့်တဲ့အခန်းထဲကိုလူတယောက်ဝင်လာတယ်အဲ့ဒီဝင်လာတော့ဒီလူတယောက်ဝင်လာတာလေဦးဇင်းကသိလိုက်တယ်ဘာလို့လာတာလဲတကားလို့မေးတော့ဆရာတော်သာသနာပြုလုပ်ငန်းတို့ကိုသာသနာပြုလုပ်ငန်းတွေကိုဝိုင်းဝန်းပြီးတော့ပံ့ပိုးကူညီဖို့လာခဲ့တာပါတဲ့အဲ့လိုလျှောက်ပြီးတော့ဆရာတော်ဖះဦးတွေဖះပြက်တွေကျောင်းဦးတွေကျောင်းပြက်တွေကိုဆရာတော်ပြုပြင်ပေးပါတဲ့ရှင်းမင်းတွေတည်ထားခဲ့တဲ့ဇေဒီအဟောင်းတွေအပြက်တွေကျောင်းအဟောင်းပြက်တွေကိုပြုပြင်ပေးပါတဲ့သူအဲ့ဒါလေးလျှောက်တယ်လျှောက်တော့ဦးဇင်းကပြင်းတော့ပြင်းနေတယ်ဦးဇင်းမှာဝတ္ထုကြေးငွေမရှိဘူးဖះတစုပြင်းနေဆိုတာဝတ္ထုကြေးငွေအများကြီးကုန်တယ်လို့ပြောတော့အဲ့ဒီပုဂ္ဂိုလ်ကသူလှူဒန်းပါမယ်တဲ့သူလက်ထဲမှာဒုက္ခလေးတစ်ချောင်းပါတယ်သူခန္ဓာကိုယ်ကလည်းလင်းထိန်နေတယ်ဆဲတော့မယုံရင်သူ့ဗိမာန်ကိုခဏလိုက်ခဲ့ပါတဲ့သူကအဲ့ဒါဒုက္ခလေးတစ်ချောင်းနဲ့အဲ့ဒါဦးဇင်းကလည်းလိုက်သွားမိတယ်လာပင့်တော့လိုက်သွားတော့ဒီယရဏပစ္စည်းတွေပြတယ်သူတို့နေတဲ့ဘုံမိတ်မှာယရဏပစ္စည်းတွေအပြည့်ထည့်ထားတယ်ဒါထဲတော့ဖះအိုเจ้าအိုဖះပြက်เจ้าပြက်တွေပြင်းရင်ဒါတွေလှူဒန်းပါမယ်လို့သူတို့လျှောက်တယ်လျှောက်တော့ဦးဇင်းကအဲ့ဒါတွေကြည့်ပြီးတော့ဒီပုဂ္ဂိုလ်ဦးဇင်းနေရာထိအောင်ပြန်လိုက်ပို့တယ်လိုက်ပို့ပြီးတော့ဆယ်တော်ဆုံးခံကြွတဲ့နေရာမှာဒီဘဲဘဲချမ်းမှာတောက်ရည်ဦးဇင်းအပြက်ကလေးတစ်လုံးရှိတယ်အဲ့ဒီရေဦးဇင်းလေးကိုဆယ်တော်အပြင်ထုတ်ပြီးတော့လူသူလေးပါတောက်လို့ရအောင်ရေဦးဇင်းလေးလေလမ်းဘက်ကိုထုတ်ပြီးတော့ပြင်ပေးပါဦးအဲ့ဒီရေဦးဇင်းလေးကရေဦးလည်းမရှိဘူးရေဦးဇင်းကလည်းပြက်နေပြီပေါ့အဲ့ဒါလေးလျှောက်တယ်လျှောက်တော့ဦးဇင်းကအဲ့ဒီလိုပုံကိုတခါမှမတွေ့ဘူးတော့ဩငါညတော့ကဖြစ်တာပြက်တာကထေးအောင်ထေမန်းမြန်ဖြစ်နေသလားပေါ့ဒီပုံကိုယ်တွေနဲ့လည်းတကားပြောလိုက်ရတယ်သူ့ပုံမိတ်မှန်လည်းသွားလိုက်ရတယ်ပြန်ရောက်လာတော့ဒီရေဦးစင်အကြောင်းလည်းသူလျှောက်တယ်ကဲမနေ့ရောက်ရင်ဆုံးခံကြွတဲ့လမ်းမှာဘယ်ဘက်ချမ်းကိုရေဦးစင်အပြည့်ရှိတယ်ဆိုတာသူလျှောက်တယ်ရှိမရှိအဲ့ဒါဒီနေ့တော့ကြည့်ရအောင်မယ်ရှားရအောင်မယ်ဆိုပြီးတော့ဆုံးခံကြွရင်းနဲ့ဦးစင်ကဘယ်ဘက်ချမ်းကိုနည်းနည်းအာယုံစိုက်ကြည့်တော့ရေဦးစင်အပြည့်လေးတစ်ခုသွားတွေ့တယ်ရေဦးမရှိဘူးအဲ့ဒါဦးဇင်းကဒီပုဂ္ဂိုလ်တွေထူးထူးဆန်းဆန်းနေပဲလို့ဒါဦးဇင်းတို့တွေးတဲ့အတွေ့အကြုံပြောပြတာတကယ်တွေးတာအဲ့ဒါဒါဦးဇင်းတို့တရားကျင့်တဲ့အခါဟိုတွေးတယ်ပေါ့တရားမကျင့်ရင်တော့မတွေးရဘူးနားလည်ပြီနော်ယောဂီတို့တရားကျင့်ရင်အဲ့လိုပုဂ္ဂိုလ်တွေတွေးရတယ်မြင်ရတယ်မကျင့်ရင်တော့ဒီလိုပုဂ္ဂိုလ်တွေမတွေးရဘူးမမြင်ရဘူးမန္တလေးနန်းမှာဦးဇင်းခမင်းနေဖြစ်နေတဲ့တောင်နေထူတတ်တဲ့နေရာတရားသွားပြတယ်တရားကျင့်တယ်ပေါ့တရားကျင့်တော့လူ4ယောက်ည7 နာရီကျော်လောက်မှရောက်လာတယ်ဦးဇင်းအခန်းတကားမဖွင့်ဘဲနဲ့သူဝင်းလာကြတယ်ဝင်းလာတော့မင်းတို့ဘာလုပ်လာတာလဲဦးဇင်းကလည်းမေးတော့ဆယ်တော်တပည့်တော်တို့နေရမရှိလို့နေရလာပြီးတော့တောင်းတာပါတဲ့မလို့လျှောက်တယ်
ရှောက်တော့အေးအဲ့ဒါဆိုနေရာသားပြီးမယ်မင်းတို့အခုဘယ်မှာနေကြတယ်လဲနေတော့တပည့်တော်နေရမရှိလို့ဇီးပင်လေးတစ်ပင်မှာနေရတယ်အဲ့လိုလျှောက်တယ်အဲ့ဒီပုဂ္ဂိုလ်တွေရောက်တော့အသားအရည်တွေကကြမ်းကြမ်းထန်ထန်ကြီးတွေစိမ့်စိမ့်ကြီးတွေသူတို့အသားတွေကင်ကြည့်ရင်ကြမ်းကြမ်းထန်ထန်ကြီးတွေအဲ့ဒါတွေ့ရတယ်ဒါဦးဇင်းကိုယ်တိုင်တွေ့ရတယ်ပြီးတော့အဲ့ဒီပုဂ္ဂိုလ်တွေကကဲဒါဆိုရင်မင်းတို့နေရာသားပြေးမယ်မင်းတို့ပြန်ကြတော့လေးယောက်ကတန်းစီပြီးတော့ပြန်သွားကြတယ်အဲ့ဒီလူတွေနဲ့မမြတ်တဲ့ပုဂ္ဂိုလ်တွေနဲ့မတူတဲ့အချက်တစ်ချက်တော့ရှိတယ်အဲ့မမြတ်တဲ့ပုဂ္ဂိုလ်တွေကပြန်ဆိုရင်တန်းပြန်သွားတယ်လူတွေကတော့အဲ့ဒီလိုမဟုတ်ဘူးလေကကလို့ချင်တယ်လုံးတာအဲ့ဒီပုဂ္ဂိုလ်တွေကတော့တခါတည်းပြန်တော့ဆိုထွက်သွားတယ်သူဆက်မနေရဘူးနားလည်းပြန်တော့ရောက်တယ်အဲ့ဒါထူးထူးဆန်းဆန်းဖြစ်တယ်အဲ့ဒါဥစဉ်ခမ်းမိတ်မိတ်ဖြစ်နေတဲ့နေရာကတော့အင်မတန်ကြမ်းတမ်းတဲ့နေရာပါအဲ့ဒီနေရာဥစဉ်တရားသွားကျင်ပြီးတော့တန်ဃာတွေတရားပြတယ်တရားပြတော့အဲ့ဒီပုဂ္ဂိုလ်တွေညဘက်12နာရီကျော်လောက်မှရောက်လာတယ်ဥစဉ်ကလည်းမေ့သွားတယ်သူတို့နေရာကမပေးမိဘူးမေ့သွားတော့အဲ့ဒီပုဂ္ဂိုလ်တွေကဘုန်းကြီးကဂတိပြည့်တယ်ဆိုပြီးတော့လင်းမုန်တိုင်းတွေတိုက်တယ်လင်းမုန်တိုင်းကရိုးရိုးတိုက်တာမဟုတ်ဒီအမိုးတွေပါကျွတ်ထွက်အောင်တိုက်တယ်ဓာတ်တိုင်တွေအကုန်လဲဥရင်းကျင်းတဲ့ဒီအခန်းထဲမှာရေဒူးစစ်လောက်ရောက်လာတယ်အဲ့ဒါနှွေးခေါင်းကောင်းကြီးသူတို့နှွေးခေါင်းကောင်းမှာအဲ့လိုဖြစ်တာဩဒါဦးဇင်းတို့ဖြေရဖြစ်ရင်လေမုန်တိုင်းကြလို့ဖြစ်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့မဟုတ်ဘူးအဲ့ဒီပုံကိုယ်တွေလောက်တာဒါပေမဲ့ဦးဇင်းတို့ကမသိသေးဘူးအဲ့ဒီအကြောင်းအရာကိုသူတို့လောက်တယ်လို့ဦးဇင်းကလည်းမယူဆဘူးတရားပြမဲ့ပြနေတာပဲဦးဇင်းတွေကိုတလားမေတ္တာနေ့ရောက်တော့ဓမ္မယုံကြီးကိုအဲ့ဒီပုံကိုယ်တွေကခဲနဲ့ပေါက်တယ်ခဲနဲ့ပေါက်တော့ဒါအဲ့ဒီတော့ပါတဲ့ဥစဉ်တွေပါလေမေးကြည့်ရင်အဖြစ်မှန်သိလိမ့်မယ်ဒါဥစဉ်အဖို့မပါဘူးပြောတာဥစဉ်တရားပြနေတယ်ဒီမေတ္တာနေ့မှာတရားပြတော့တန်ခါအပါတရားနဲ့၈ပါးရှိတယ်ဓမ္မယုံကြီးကိုခဲနဲ့ပေါက်တော့ဓမ္မယုံတစ်ခုလုံးအတန်မြည်ဟိမ့်သွားတယ်တုံခါသွားတယ်ရိုးရိုးခဲမဟုတ်ဘူးတော့ဒီအောက်ကိုခဲကြတဲ့အတန်လည်းမကြားရဘူးဒီဓမ္မယုံကြီးတစ်ခုလုံးတုံခါသွားတယ်အဲ့ဒီရှိတဲ့လူတွေခြောက်ချသွားတယ်အဲ့ဒီဓမ္မလောက်သားတွေကအပြင်ထွက်ပြီးတော့ခဲပေါက်တဲ့လူကိုလိုက်ရှာကြတယ်တရားမှမတွေ့ဘူးမတွေ့တော့အမြင့်ကနေပြီးတော့သူတို့ဘယ်သူပေါက်တယ်လဲဆိုတာကိုဒီလူဖွက်ပြီးတော့စောင့်ကြည့်ကြတယ်အဲ့ဒီစောင့်ကြည့်နေတဲ့အချိန်မှာတခါဒုတိယအချိန်ထပ်ပေါက်တယ်အခဲအကြီးနဲ့ပေါက်တာခဲလည်းအောက်ကြတဲ့အတန်မကြားရဘူးပေါက်တဲ့လူလည်းမတွေ့ရဘူးဓမ္မယုံတစ်ခုလုံးကတော့တုံခါသွားတယ်လို့ဖြစ်သွားတယ်ဒုတိယအချိန်ဒီခဲနဲ့ပြစ်တော့လေလူတယောက်မှမတွေ့ရဘူးကတတိယအချိန်ဆက်ပေါက်တယ်အဲ့ဒီမှာဥရသွားတတိရတယ်။အော်ငါဟုတ်တာပဲဒီပုဂ္ဂိုလ်တွေနေရာကပြီးမယ်ဆိုပြီးတော့ငါမပြီးလိုက်ရဘူးဆိုမေ့သွားတာအဲ့ဒါဂရိပြက်သွားတာသူတို့ဂရိပြက်လို့မရဘူးဒီပုဂ္ဂိုလ်တွေကဂရိတီးရတယ်နားလည်းကျွန်တော်ရောက်ပြီလို့မှန်ပါဗျာဦးဇင်းတို့အိန္ဒိယမှာတရားကျင့်တော့လို့လိုင်ကူထဲမှာတပါးနဲ့ကျင့်တယ်3လအဋိဋ္ဌံကျင့်တယ်ပေါ့ရပောင်း90 12နာရီအဋိဋ္ဌံထိုင်ကျင့်တယ်ကျင့်တော့အဲ့ဒီလိုင်ကူထဲမှာ12နာရီကျော်တော့အမျိုးသမီးတယောက်ဝင်လာတယ်တကားလည်းဒီ
ကျက်ထိုးထားတယ်ဒီတကားကိုမဖွင့်မဲနဲ့ဘလို့လို့ဝင်လာမှမသိရဘူးဒါထူးထူးဆန်းဆန်းတော့ယောဂီတို့ကဲခင်ဗျားတို့စဉ်းစားကြည့်ပါဦးဘလို့လို့ဝင်မလဲအဲ့တော့အမျိုးသမီးတယောက်ဒီတရားဦးဇင်းတို့လည်းလို့ထိုင်းနေတာပေါ့အနမ်းမှာလာထိုင်နေဒီအမျိုးသမီးကလာထိုင်တော့ဒီလူတွေဝတ်ဆင်တဲ့အဝတ်အစားနဲ့ကြွားတယ်ပါပါလှလှအယောင်တောက်ပါတဲ့အဝတ်အစားလေးတွေဝတ်တယ်ဒီသူတို့ရဲ့ဒီအသားအရည်တွေဆိုတာနုညံ့ပျော်ပြောင်းနေတယ်ပေါ့အဲ့တော့သူတို့ဒီအနည်းနားမှာလာပြီးတော့အမျိုးသမီးကလာထိုင်နေကဲတခါကြီးတွေခင်ဗျားတို့ဘယ်လိုလုပ်မလဲဘုန်းကြီးတစ်ပါးနဲ့ဒီဒကမတယောက်နဲ့ညာကြီးကိုသူတို့လာဖြစ်တယ်ခင်ဗျားတို့ပြောရင်ခင်ဗျားမတွေ့ဘူးခင်ဗျားတော့ဘုန်းကြီးအလကားပြောနေတာလို့ထင်ရမယ်တကယ်ဖြစ်တာအဲ့ဒါတကယ်တွေ့ရတာတွေ့တော့ဦးဇင်းတို့ဘယ်လိုလုပ်ရလဲဆိုတော့တစ်ချိန်လုံးဟရိယဝုထုယုတ်မှာစိတ်ကိုဒီအပြတ်တစ်ထောက်လောက်နေရာလေးမှာစိတ်ဆိုင်ထားပြီးတော့ဒီဝေဒနာတွေယုတ်ကလတ်တွေဖြစ်တာချုပ်တာကိုစိုက်ရှုနေရတယ်အဲ့ဒီအမျိုးသမီးကိုမကြည့်ဘဲနဲ့ဟရိယဝုထုယုတ်ကိုစိုက်ရှုနေရတယ်နားလည်ပြီနော်ယောဂီတို့ဒါပေမဲ့အဲ့ဒီအမျိုးသမီးကသူကဖန်ဆင်းပြနေတယ်သူတို့မျက်စိမိတ်ထားလဲသူတို့ဖန်ဆင်းတဲ့အယုတ်ကဒီဟရိယဝုထုယုတ်ကိုစိုက်မထားနိုင်ဘူးဆိုရင်အဲ့ဒီအယုတ်ကတွေ့နေရတယ်နားလည်ပြီနော်တခါတည်းမိုက်တဲ့သဘောပေါက်လားမသိဘူးအဲ့ဒါဦးဇင်းတို့ကိုယ်တိုင်တွေ့ကြရတယ်ပြီးတော့အဲ့ဒီဟရိယဝုထုယုတ်ကိုဘလောက်စိုက်ရှုရလဲဆိုတော့ဦးဇင်းတို့တစ်ရက်နှစ်ရက်သုံးရက်လေးရက်လောက်ကိုတစ်ချိန်လုံးစိုက်ရှုနေရတယ်သူတို့ရဲ့ဒီဖန်ဆင်းတဲ့အယုတ်တွေဟာအစင်းတွေဟာတခါမြင်လိုက်တွေ့လိုက်ရဲ့မနေနိုင်တော့အောင်လှပတယ်ချောမောတယ်လူတွေယူတယ်ဆိုတာအဲ့ဒီနေရာယူတာပဲနားလည်ပြီနော်ယောဂီတို့သဘောပေါက်လားမသိဘူးမတွေ့ရမမြင်ရမနေနိုင်တော့တဲ့အဆင့်ဖြစ်သွားတယ်နားလည်ပြီနော်အဲ့တော့အဲ့ဒီလိုယောဂီတို့ဖန်ဆင်းတဲ့အမျိုးသမီးတွေလည်းဥစဉ်တို့တရားကျင့်တဲ့အခါတွေ့ရတယ်အဲ့ဒါတွေကြော်သွားအောင်ကျင့်ရတယ်အဲ့တော့တရားကျင့်တဲ့အခါအဲ့ဒီလိုမတွေ့ဘူးတော့မမြင်အပ်တဲ့ပုဂ္ဂိုလ်မရှိဘူးလူပုံနဲ့တရိစ္ဆာန်ပုံနှစ်ပုံပဲရှိတယ်လို့ပြောကြတာဟုတ်ကလားယောဂီတို့သဘောပေါက်လားမသိဘူးရှိတယ်တခါကြီးတို့ဒီမိုင်းတို့တကယ်ရှိတာအဲ့ဒါတွေ